အရက်မူးတိုင်းဆိုတာကမိုးလေကျန်းနေဖြစ်ပြီးလီစာတောက်ဆိုင်မှာတောင်းကျန်းငယ်တုန်းကနည်းနည်းလေးတောက်မိတာဖြစ်တဲ့အပြင်ဂိုင်းဆန်ဆင်းနဲ့နဲကြီးတောင်မနှဲထိန်ရတဲ့အခြေအနေဖြစ်ပါတယ်။ဒါကအရက်လေးတစ်ခွက်တောက်ခဲ့ပြီလို့ဖြစ်ပါတယ်။အခုလိုဒဗလင်းလုံးသာတောက်မိရင်တော်တော်ဆိုးသွားနိုင်ပြီမဲ့ဆေးရုံဆင်းကလာဒုက္ခနာကိုကလည်းအများကြီးတံမခံနိုင်တာကိုစူနာတွေကစိတ်ပူနေပါတယ်။အရက်မူးတိုင်းကိုပထမဆုံးမြင်မှုတာကြောင့်အံ့ဩနေပြီးအဝေးကနေပြေးလာတဲ့လီကလည်းခလုတ်တိုက်ကချော်လဲသွားပါတယ်။ပြီးရဲ့နောက်သူချော်လဲတာခီမီမာရိုကြောင့်ဆိုပြီးဗလိုင်းကြီးထတီးပြန်ပါတယ်။လီရဲ့တိုက်ခိုက်ချက်တွေကပုံပုံပြီးညံလာတဲ့အပြင်မူးနေတဲ့အတွက်ခံမရလည်းခတ်နေရကြောင်းတိုင်ပတ်နေပါတယ်။ကီမီတော့ထောင်ရင်ခြေထောက်နဲ့တောင်ကန်နေရကြောင်းကီမီမာရိုကကမဲလီယာတိုက်ကွက်နဲ့ဒရက်ဆက်ထိုးပေမဲ့လီကိုတစ်ချက်မှမထိပဲအန်အောလောက်စီယာဟန်ချက်ထိန်းနိုင်စွမ်းတဲ့အတူကီမီမာရိုကိုထိထိမိမိပြန်တိုက်နိုင်လိုက်ပါတယ်စောင့်ကြည့်နေမှုပြောလိုက်ပြီးအဲ့အချိန်မှာပဲခါဝါကီရဲ့ခါမာကနင်းလာတဲ့တပြိုင်နက်သူတို့နှစ်ယောက်လုံးရဲ့အမှတ်သားတွေကစတင်ပြောင်းလဲလာကြပြီဖြစ်ပါတယ်။ပြီးရဲ့နောက်အာယုံများမနေကိုပြောရင်းနဲ့ဒါရိုရဲ့မာလာပါရဲ့ဆိုတဲ့လက်တစ်ဖက်ကိုတစ်ချက်ပြက်စီးပြလိုက်ပြီးဒီစွမ်းကသူ့ဟာမဟုတ်လို့တိတ်မကြိုက်ပြီမိဒါရိုကအားချောင်းနေရကြောင်းနည်းနည်းလောက်ပညာပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးပြီးတဲ့နဲ့ဒါရိုကဂျစီပုံနဲ့စက်တိုက်ပြစ်နေပေမဲ့လေခါဝါကီကအဲ့ဒါတွေကိုအသာလေးဆုပ်ယူပြလိုက်ပြီးမယမနာတုံးနေရကြောင်း overheat ဖြစ်သွားတဲ့အချိန်မှာတော့ခါဝါကီအလှည့်ကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။အနီအောင်ဖြစ်သွားတဲ့ခါဝါကီရဲ့အမှတ်သားလိုပဲဘိုလူရဲ့လက်ကလည်းအပြာရောင်တောက်နေခဲ့ပြီးခါဝါကီကသူ့ဆုပ်ယူထားတဲ့ပောက်ကွဲမှုတွေအားလုံးကိုညာဘက်လက်မှာဆုပ်လိုက်တဲ့ကြောင့်ဒါရိုလည်းကြောင်တူးတုံနေရပြီဖြစ်ပေမဲ့ခါဝါကီကနောက်ကိုတစ်စက်မတုံနဲ့တောက်ရမ်းမာတဲ့ဘက်ကိုတစ်ချက်လောက်ထိုးပြလိုက်ပါတယ်။လက်သီးတစ်ချက်နဲ့တိတ်မှန်ခန္ဓာကိုယ်ကပွင့်ထွက်သွားတာကြောင့်အကုန်လုံးနဲ့မျက်လုံးပြူးကုန်ပြီးမချီမဆန့်ဝေဒနာကိုအရသာရှိရှိခံစားလိုက်ရတဲ့ကာကိုလည်းသူ့ကိုအသက်ရှင်မှုကိုအနူးအညွတ်တောင်းမှတ်နေရပြီဖြစ်ပါတစားစီဖြစ်သွားတဲ့အတွက်ဒီနေ့လည်းညစာမစားရဘူးဆိုတာထွေးပြီးမယိုးရှင်းတဲ့ပစ္စည်းတွေကိုတော့ပုံမပွားနိုင်တဲ့အတွက်လက်အိတ်ဝတ်ထားတဲ့ဘိုလူကအစ်စ်ဆိုတာအာအိုကသိနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဥစမတီမျိုးနဲ့အဖေတူသားဘိုလူကတော့ကိုဝါချီစုဆိုရင်ဘလို့အတုံးချရမလဲကောင်းကောင်းသိရတဲ့အတွက်ရန်သူကိုလှည့်စားဖို့လက်အိတ်ကိုအတူမှစွပ်ပေးထားတာဖြစ်ပြီးမြေကြီးထဲမှာအသင်းဆောက်နေတဲ့ဘိုလူကဘရာစင်ဂန်နဲ့အဆုံးသတ်ပေးနိုင်လိုက်ပါတယ်။ထွေးပြီးမရတဲ့လက်တိချက်တွေနဲ့ပတ်ပတ်ဆက်ဆက်ထိုးချက်တွေအောက်မှာဘလူးတို့ကရှင်းမြအယိုးကျင်ပြီးပြားချက်သွားတော့မှဖြစ်ပါတယ်။ဒါပေမဲ့ရုပ်ရည်ဘလူးတို့ကပျောက်သွားခဲ့ပြီးဩဇာညောင်းတဲ့အတန်တစ်ခုဓာတ်ခုမှတစ်ဖက်ဂျိုးတစ်ချောင်းနဲ့အိုဆူဆူကီမိုမိုရှိကီကကိုချင်ပြလာခဲ့ပြီးဖြစ်ပါတယ်။လက်တိချက်တွေနဲ့ပတ်ပတ်ဆက်ဆက်ထိုးချက်တွေအောက်မှာဘလူးတို့ကရှင်းမြအယိုးကျင်ပြီးပြားချက်သွားတော့မှဖြစ်ပါတယ်။ဒါပေမဲ့ရုပ်ရည်ဘလူးတို့ကပျောက်သွားခဲ့ပြီးဩဇာညောင်းတဲ့အတန်တစ်ခုဓာတ်ခုမှတစ်ဖက်ဂျိုးတစ်ချောင်းနဲ့အိုဆူဆူကီမိုမိုရှိကီကကိုချင်ပြလာခဲ့ပြီးဖြစ်ပါတယ်။ဝေးရနေမီစီအက်စနိုက်ပါနဲ့နယ်ရီကိုချိန်တင်နေရဖြစ်တယ်။တနေရာမှာတွေ့လို့ကွက်တိပစ်လိုက်ပြီးကိုဘာကြီးဖြစ်နေရဲ့။ရဲလိုဖလက်ရှ်တာနောက်တစ်ချိန်ရဲ့9ရက်မှဟုတ်ကကိန်းနေရဆိုတာသူ့ရှေ့ကိုတော့ကြောင်းနေပြီဖြစ်ဝေးရနေမီစီအက်စနိုက်ပါနဲ့နယ်ရီကိုချိန်တင်နေရဖြစ်တယ်။တနေရာမှာတွေ့လို့ကွက်တိပစ်လိုက်ပြီးကိုဘာကြီးဖြစ်နေရဲ့။ရဲလိုဖလက်ရှ်တာနောက်တစ်ချိန်ရဲ့9ရက်မှဟုတ်ကကိန်းနေရဆိုတာသူ့ရှေ့ကိုတော့ကြောင်းနေပြီဖြစ်တော့မရှင်ကအရေးကြီးရဲ့ဆိုပေမဲ့မိတ်ဆွေတငယ်ချင်းကိုတော့သူကဘယ်တော့မှဆွန့်ပစ်မှာမဟုတ်ပဲမရှင်အောင်မြင်သွားတဲ့နောက်မှာကိုယ့်ရဲ့အခွင့်အရေးကိုစတေးပြီးမှရတာမျိုးဆိုရင်နောက်နောက်ရနေမှာဖြစ်တဲ့အကြောင်းဘိုလူကပြောပြလိုက်ပါတယ်ရှင်ကြီးကတော့လက်မခံဘူးဘိုလူကမရှင်ရောမိတ်ဆွေကိုပါဆွန့်ပစ်တဲ့နီလန်းကိုရွေးချယ်မှဖြစ်တဲ့အကြောင်းပြောရတာတကယ်နယ်ရွေးသားပဲဆိုတာရှီကာဂိုကသဘောပေါက်သွားပါပါတယ်ဥရှိဟာအီဒါရှိဆိုတာရှီနိုဘီလောကရဲ့အစွမ်းထက်တဲ့ပါရမီရှင်တယောက်ဖြစ်ပါတယ်။၄နှစ်ရွယ်မှာရှာကရာတွေကိုထိန်းချုပ်နိုင်စွမ်းရှိပြီးရှုနှင်းဆောင်ဝင်းမှာလည်းစာလေး2လိမ့်နဲ့မရဏတော်အုပ်ရဲ့9ရက်တာအသက်ရှင်ရမယ့်ဆောင်ဝင်းမှာ9နိုင်ခွဲလောက်နဲ့မရဏတော်အုပ်ကနေမီနာတိုရဲ့စန့်ကျင်တော့ရှိုးပြတ်ပြီးအမြန်ဆုံးစန့်ကျင်နဲ့ထိုးထွားနိုင်တဲ့သူလည်းဖြစ်ခဲ့ပါတယ်။ တဲ
မတို့ရလေလက်ရှိမဟာမိတ်တက်ထဲမှာတူတက်ဖို့ပြီးလေတိုင်းကိုကျွမ်းကျင်တဲ့သူမရှိဘူးလို့ပြောနေရတဲ့အချိန်ရှိပါသေးရဲ့ဆိုတဲ့အတန်းလေးတွေနာရိုတိုကရောက်လာပါတယ်ပြီးရင်တော့ဝင်းဆိုင်ရာဆင်ရှူရီခန်းကိုချာကိုရာလက်တစ်ဖက်နဲ့ပြစ်လိုက်ပြီးဘန်ဂါကဲရဲ့အမြန်ဆုံးကြောင့်ကောင်းကောင်းသိထားတဲ့နာရိုတိုကသူ့ကန်ထားတဲ့ချာကိုရာလက်နဲ့နောက်ဘက်ကနေပြန်ပြစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကိုကရှောင်းနိုင်လိုက်တဲ့အတွက်ဘန်ဂါကဲကိုအာယုံလွှဲထားပြီးမှရမယ်ဆိုပြီးတွေးနေကြတဲ့အချိန်ပြန်ရောက်လာတဲ့ရာဆင်ရှူရီခန်းကိုခံပြီးနာရိုတိုကသူ့ရဲ့အမြန်ဆုံးနဲ့အနီးကပြေးဆော်လိုက်ပါတယ်ကျန်တာတွေမေ့ကြည့်မိမယ်ရာစင်ကန်ကိုတော့လုံးဝမမေ့ဘူးဆိုရင်နာရိုတိုကလည်းအားလုံးကိုပြန်မမိသွားပြီသူစစ်ရပြင်ပေးခဲ့တဲ့ဂျီဆုနဲ့တူရဲရင်တော်နီညာတယောက်ရဲ့ပုံမြင်စာအုပ်ထဲကနာမည်ကလည်းနာရိုတိုဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်အဲ့လိုနဲ့သူ့ဖေရဲ့တိုက်ကွက်တိုင်းခုနိုင်တဲ့အရင်ပြစ်ထုတ်လိုက်ပြီးနာရိုတိုအစ်စ်ကအပေါ်ကနေရာစင်ကန်နဲ့တိတ်ချလိုက်ပါတယ်ကြောက်နေမင်းတို့ကမဟုတ်တော့ဘူးကွာကျန်တာတွေမေ့ကြည့်မိမယ်ရာစင်ကန်ကိုတော့လုံးဝမမေ့ဘူးဆိုရင်နာရိုတိုကလည်းအားလုံးကိုပြန်မမိသွားပြီသူစစ်ရပြင်ပေးခဲ့တဲ့ဂျီဆုနဲ့တူရဲရင်တော်နီညာတယောက်ရဲ့ပုံမြင်စာအုပ်ထဲကနာမည်ကလည်းနာရိုတိုဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်အဲ့လိုနဲ့သူ့ဖေရဲ့တိုက်ကွက်တိုင်းခုနိုင်တဲ့အရင်ပြစ်ထုတ်လိုက်ပြီးနာရိုတိုအစ်စ်ကအပေါ်ကနေရာစင်ကန်နဲ့တိတ်ချလိုက်ပါတယ်ကိုတောင်းတဲ့အချိန်မှာကျုပ်တို့ရဲ့ခန္ဓာကိုယ်တွေကနေထူးဆန်းတဲ့ခံစားချက်တွေရလာပါတယ်။မျက်နှာပုံးတဲ့လူကဒန်ရိုတိုဒီကဘာမှာရှိနေတာကိုသဘောမကျပဲချက်ချင်းတက်ပြဖို့တွေးလိုက်ပြီးမျက်နှာပုံးတက်တော်က9ကောင်ကိုလည်းထုတ်လိုက်ပါတယ်။ဒန်ရိုတိုကလည်းဒုက္ခရောက်ပြီလို့ထင်လိုက်တဲ့အချိန်ချာပေါ်လာဂျိုးတွေကသူ့ကိုဆွဲခေါ်သွားပြီးကယ်လိုက်တဲ့သူကလည်းအာကာစုကြီးအဖွဲ့ဝင်တွေဖြစ်နေပါတယ်။ဒီတော့မှစိုးရိမ်နေကြပါတယ်။အဲဒါကြောင့်သူ့ရဲ့ဖေဒီရောက်မြောက်ဖို့ကလည်းမီနာတိုသူ့ကိုယုံကြည်ထားလို့မဟုတ်ပဲ။ကျွမ်းတဲ့မိသားစုကိုအသက်နဲ့ရင်းပြီးကာဝယ်ပေးခဲ့တဲ့စစ်မှန်တဲ့ရှိနိုဘီဆိုတာကိုတတိယပါပြီ။သူတယောက်တည်းသွားမယ်လို့နာရိုတိုကပြောလိုက်ပါတယ်။ဒါတော့သူကဒီလောကကြီးကမဟုတ်ပဲ။သူ့ရဲ့နာမည်ကလည်းနားမဟုတ်တဲ့အကြောင်းနဲ့ဒိန်ငင်းမိရဲ့အတွက်တောင်းပန်ပါရဲ့လို့နာရိုတိုကပြောလိုက်ပါတယ်။သူ့ရဲ့ကဘာမှာဆိုရင်အဖေနဲ့မိကအားလုံးကိုကာဝယ်နိုင်ပြီးသူ့ရဲ့အသက်တွေကိုသတိခဲ့ရတဲ့အဖြစ်ကြောင့်ပြောလိုက်ပြီးလွယ်အိတ်ထဲကဟိုကလည်းဝိညာဉ်ကိုထုတ်ဝေးလိုက်ပြီးသူကသူ့ရဲ့ကောင်းတစ်ယောက်ရဲ့တားဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ရုပ်ဆိုးမှလို့တခွန်းနဲ့ခေါ်လိုက်ပါတယ်။အခုမှလူစားဖြစ်တဲ့ဆိုင်ကတော့အရင်တိုင်းပြဿနာကိုမီးချိုးရှာတဲ့အကျင့်အမပြောက်သေးပဲ။နာရိုတိုသာမတိုင်းရင်ဆာကူရာတက်တာခံရတော့မှာဖြစ်ပါရုပ်ဆိုးမှလို့တခွန်းနဲ့ခေါ်လိုက်ပါတယ်။အခုမှလူစားဖြစ်တဲ့ဆိုင်ကတော့အရင်တိုင်းပြဿနာကိုမီးချိုးရှာတဲ့အကျင့်အမပြောက်သေးပဲ။နာရိုတိုသာမတိုင်းရင်ဆာကူရာတက်တာခံရတော့မှာဖြစ်ပါရုပ်ဆိုးမှလို့တခွန်းနဲ့ခေါ်လိုက်ပါတယ်။ဆိုင်ကတားရဲစာလေးဂျူဆူနဲ့ငှက်တကောင်ထုတ်လိုက်ပါတယ်။အဲဒါကြောင့်ဂျာမာတိုကဆာကူရာကိုကယ်ဖို့ဆိုင်ကိုပြောပေမဲ့စင်မာဆိုင်ကတော့လှည့်အောင်မကြည့်ပဲလေဘောကိုပြန်တက်သွားပါတယ်။ဂျာမာတိုကလည်းသူ့စဉ်းစားကြည့်ခါခါရှိဆိုတာကငငယ်လေးတွေကပါရမီရှင် genius တယောက်ဒါပေမဲ့သူ့ဘဝကအဲ့ဒီပါရမီရှင်တွေနဲ့ထိုက်တန်တဲ့ လို့ပြောရင်စတင်တိုက်ခိုက်ကြဘူး